ဒီနေ့မှာတော့ဒါပွဲတင်19ကန်လို့ပြီးသွားတဲ့အချိန်မှာကျွန်တော်အကြိုက်ဆုံးကစားသမား17ယောက်ကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါဝင်ဖို့ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်အားပေးတဲ့အင်္ဂလန်ပရီးမီးယားလိဂ်ကဒါ August လကတည်းကကျင်းပလာခဲ့ရမှာအခုဆိုရင်ဒါပွဲတင်19ကန်လို့ပြီးသွားပြီဒါဘာပဲပြောရာသီဝက်ကန်လို့ပြီးသွားပြီလို့တောင်ပြောလို့ရတယ်ဒီလိုအနေအထားမျိုးမှာတချို့သောအသင်းတွေကချန်ပီယံလိဝင်ခွင့်အတွက်အပြိုင်ဖြစ်နေကြသလိုတချို့အသင်းတွေကတော့ချန်ပီယံဆုအတွက်အပြိုင်ဖြစ်လာကြတယ်ဆိုတော့ဒီနေ့မှာတော့ဒါကျွန်တော်စိတ်ကြိုက်ကစားသမား17ယောက်ကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့ပွဲတင်19ကန်လို့ပြီးသွားချိန်မှာကစားသမားတွေရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီးတော့ဒါကျွန်တော်စိတ်ကြိုက်ကစားသမားတွေအားလုံးကိုရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဦးဆုံးဂိုးသမားနေရာမှာတော့ကျွန်တော်ဒါ Manchester City တင်းရဲ့ဂိုးသမား Donnarumma ကိုရွေးချယ်ပေးချင်ပါတယ်ဒီနေရာမှာကျွန်တော်ဒါ David Raya ကိုလည်းအမှန်တိုင်းပြောရင်ကျွန်တော်ရွေးချယ်ခြင်းတယ်ဗျဘာလို့လဲဆိုတော့ကျွန်တော် David Raya ကအခုနောက်ပိုင်းကျွန်တော် Arsenal ပွဲစဉ်တွေကိုကြည့်လိုက်ကျွန်တော် 1-0 2-0 ဖြစ်တဲ့အနေအထားမျိုးမှာဒါပွဲကိုအလှည့်ပြောင်းဖြစ်စေတဲ့ဒါပုတ်ထုတ်ကာကွယ်မှုတွေပြီးရင်ကျွန်တော်တို့ဒါလုံးဝကိုထင်မှတ်မထားတဲ့ကာကွယ်မှုတွေကိုပြုလုပ်ပေးခဲ့တဲ့ကစားသမားဖြစ်တယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်တို့ Donnarumma ကိုပြန်ကြည့်မယ်ဆိုရင်လည်းဒါကမ္ဘာအဆင့်ဂိုးသမားဖြစ်တယ်ဆိုတော့ကျွန်တော်တို့အားလုံးညင်းလို့မရဘူးအထူးသဖြင့်ကျွန်တော်တို့ဒါတိုက်စစ်မှုနဲ့ဒါတယောက်ချင်းတွေးတဲ့အခိုက်အတန့်တွေမှာဆိုရင်ဒါသူ့ရဲ့အရန်အားကောင်းတဲ့ဒါအရက်အမောင်းဖြစ်မယ်ပြီးရင်ကျွန်တော်လက်ကအရန်ကိုဆန့်ထွက်နိုင်တဲ့အနေအထားမျိုး6ကလည်းဒါဆန့်ထွက်နိုင်တဲ့အနေအထားမျိုးတွေကြောင့်ဒါသူကဒါတိုက်စစ်မှုနဲ့ဘိုင်ဝမ်တွေးတဲ့အနေအထားမျိုးမှာသူပို့ပြီးတော့ကောင်းတဲ့ကာကွယ်မှုတွေပြုလုပ်နိုင်တဲ့ဒါဘောလုံးကိုဖြန့်ဝေတဲ့ပိုင်းမှာဆိုရင်တော့ David Raya ပို့ပြီးတော့တားတယ်ပြဒါပေမဲ့လည်းဒါ Donnarumma ကပို့ပြီးတော့အားသာချက်များတဲ့အတွက်ကျွန်တော်ကတော့ဂိုးသမားနေရာမှာဆိုရင်ဒါ Donnarumma ကိုရွေးချယ်ပေးချင်ပါတယ်နောက်ထပ်ဒါညာနောက်ခံကစားသမားတစ်ယောက်အနေနဲ့ဒါအာဆင်နယ်တင်းရဲ့ကစားသမားယူလီယန်တင်းမာကိုရွေးချယ်ပေးချင်ပါတယ်ယူလီယန်တင်းမာကတော့ဒါဒီဘက်ခေတ်ဒါအင်္ဂလန်ပရီးမီးယားလိရဲ့ဒါညာနောက်ခံကစားသမားတွေထဲမှာအကောင်းဆုံးကစားသမားလို့ဒါပြောလို့ရတယ်ဗျအထူးသဖြင့်ဒါပွဲတစ်ပွဲပေါ်မှာသူအရန်ကိုတည်ငြိမ်မှုအားကောင်းတယ်နောက်ပြီးတိုက်စစ်မှာလိုက်ပါမှုခံစစ်ကိုစင်းကူနိုင်မှုအတိုင်းတာမှာဒါလိုအပ်တာတဲ့ပို့ပြီးတော့စွမ်းဆောင်ရည်ကောင်းတွေပြသလေးရှိတယ်အထူးသဖြင့်ကျွန်တော်အကြိုက်ဆုံးချက်ကဘာလဲဆိုတော့သူတပတ်နဲ့တပတ်ပို့ပြီးတော့ဒါစွမ်းဆောင်ရည်ပိုင်းတည်ငြိမ်နေတာတချို့သော player တွေဆိုရှိတယ်ဗျာဒါဒီဘက်စွမ်းဆောင်ရည်ကောင်းပြသတယ်နောက်တစ်ပတ်မှာဆိုရင်ကျွန်တော်စွမ်းဆောင်ရည်ကြာစင်မှာဂျူလီယန်တင်းမာကတော့အဲ့လိုကစားသမားမျိုးမဟုတ်ဘူးသူကတပတ်နဲ့တပတ်ပို့ပြီးတော့တည်ငြိမ်ရင့်ကျက်တဲ့ခြေစွမ်းမျိုးကိုပြသလေးရှိတဲ့ကစားသမားဖြစ်တယ်သူ့ကိုတော့မှတ်မှတ်ရဒါအကြိုက်ဆုံးပွဲကိုပြမယ်ဆိုရင်ဒါမနစ်ကကျွန်တော် Real Madrid နဲ့ဒါတွေ့တဲ့ Champions League ဒါကျွန်တော် quarter final မှာဆိုရင်သူကတကယ်ကိုမှဒါ impressive စွမ်းဆောင်ရည်ကိုပြသထားနိုင်ခဲ့တယ်ကျွန်တော်တို့ဒီပွဲမတိုင်ခင်ကဒါကီလီယန်အမ်ဘပ်ပေတို့ဗီနီစီယက်တို့လိုတကယ်မြန်နှုံးမြင့်ကစားသမားတွေကိုထိနိုင်ပါမလားဆိုပြီးတော့စိုးရိမ်စိတ်တွေကြီးမားခဲ့တယ်ဒါကိုယူလီယန်တင်းမာနဲ့ဒါကျွန်တော်တို့အနည်းဆုံးပြောရမယ်ဆိုရင်ဒါဝီလီယန်ဆလီဗာကအကောင်းဆုံးထိန်းချုပ်ပြီးတော့ကစားသွားခဲ့တယ်ဒါကြောင့်လဲကျွန်တော်ဒီဘက်ဒီညာနောက်ခံကစားသမားနေရာမှာဆိုရင်ဒါယူလီယန်တင်းမာကိုရွေးချယ်ပေးချင်ပါတယ်အခြားသောကစားသမားတစ်ယောက်အနေနဲ့ကျွန်တော်မက်ဒီကတ်ကိုရွေးချယ်ပေးချင်တယ်ဒါပေမဲ့လည်းဟို overall performance ရကြည့်မယ်ဆိုရင်ဒါယူလီယန်တင်းမာကပို့ပြီးတော့ကောင်းပါတယ်ဒါကြောင့်ကျွန်တော်ညာနောက်ခံကစားသမားနေရာမှာတော့ယူလီယန်တင်းမာကိုရွေးချယ်ပေးချင်ပါတယ်ဗဟိုကန်စစ်အတွဲမှာတော့ဒါဝီလီယန်ဆလီဗာနဲ့ဂါဗရီယာမာကာဟေးစ်တို့အတွဲဖက်ကိုကျွန်တော်ကရွေးချယ်ပေးချင်ပါတယ်ဒီကားသမားနှစ်ယောက်ကတော့ဒါချွင်းချက်မရှိလက်ရှိပရီးမီးယားလိမှာလည်းအကောင်းဆုံးဗဟိုကန်စစ်အတွဲဖက်ဖြစ်တယ်တယောက်နဲ့တယောက်ကလည်းနားလည်မှုအပြည့်ရှိတယ်ကစားတဲ့ပုံစံကြီးကတော့မတူဘူးဗျဒါဝီလီယန်ဆလီဗာကပွဲတစ်ပွဲပေါ်မှာတည်ငြိမ်မှုအားကောင်းတယ်ဂါဗရီယာမာကာဟေးစ်ကကြတော့ပို့ပြီးတော့ကြမ်းကြမ်းတမ်းတမ်းကစားတယ် aggressive ဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒါကျွန်တော်ခံစစ်တန်းလုံးကိုလည်းဒါအကောင်းဆုံးဒါဥဆောင်နိုင်တဲ့အရည်ချင်းတွေသူ့မှာအပြည့်အဝရှိတယ်ပြီးရင်တေကန်ဘောတွေမှာလည်းအရန်အားကိုးရတဲ့ကစားသမားဖြစ်တယ်ဒီကစားသမားနှစ်ယောက်မှာဒါတူညီတဲ့ချက်တစ်ချက်ရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့တို့ဒါတိုက်စစ်မှုတစ်ယောက်ကဒါဘောလုံးကိုလွတ်ထွက်သွားပြီဆိုရင်အဲ့လုံးကိုဒါဘယ်လိုပြောရမလဲတခဏတာတွင်းဒါ face နဲ့မှီအောင်လိုက်နိုင်တဲ့အရည်သွေးတွေနှစ်ယောက်လုံးမှာအပြည့်ရှိတယ်ဗျဥပမာအာလင်းဟာလန်ပဲဖြစ်ဖြစ်ထားပါတော့တယောက်ယောက်ဒါသူတို့နှစ်ယောက်ကြားမှာလွတ်ထွက်သွားပြီဆိုရင်အဲ့လုံးကိုသူတို့ဒါအမြန်ဆုံးဘောကို recover လုပ်တဲ့အပိုင်းမှာအရန်အားကောင်းတဲ့ကစားသမားတွေဖြစ်တယ်ပုံမှန်ဆိုရင်ကဒါတိုက်စစ်မှုနဲ့ခံစစ်မှုရှင်ပြင်းရေရှည်မှာတိုက်စစ်မှုကပို့ပြီးတော့ခံစစ်မှုတွေထက်ပြေးနိုင်လွှားနိုင်တဲ့အနေအထားမျိုးဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒါမြန်နှုံးမြင့်တောင်ပန်ကစားသမားတွေဆိုရင်လည်းဒါခံစစ်မှုတွေထက်ပို့ပြီးတော့မြန်တဲ့ face ရှိတယ်ဒါပေမဲ့ဝီလီယန်ဆလီဗာနဲ့ဂါဗရီယယ်မာကာဟေးစ်ကကြတော့သူတို့ဒါဘောလုံးလွတ်ထွက်သွားပြီဆိုရင်အဲ့လုံးကိုဒါအမြန်ဆုံးဒါဖြတ်ထုတ်နိုင်တဲ့ဒါ face အပြည့်ရှိတယ်ဒါကြောင့်ဒီချက်မှာဆိုရင်နှစ်ယောက်လုံးက
ဒါပိုင်ဆိုင်ထားတယ်လို့ပြောရမယ်ဒါကြောင့်မို့လဲလက်ရှိမှာကျွန်တော်တို့အင်္ဂလန်ပရီးမီးယားလိမှာလာမှာကဥရောပမှာလည်းအကောင်းဆုံးဘိုးခန်းစစ်အတွဲဖက်လို့ပြောလို့ရတယ်နောက်ထပ်ဘယ်နောက်ကန်ကစားသမားတစ်ယောက်အနေနဲ့ကတော့ဒါမန်ချက်စတာစီးတီးတင်းရဲ့ကစားသမားနီကိုရိုင်းလေးကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်နီကိုရိုင်းလေးကဆိုရင်ဒါဒီယာဒီမန်ချက်စတာစီးတီးဒါတဟုန်ထိုးဒါတိုးတက်လာတဲ့ခြေစွမ်းပါဆိုရင်သူ့ရဲ့အခန်းကဏ္ဍကလည်းအရန်ကိုရေးပါပါတယ်သူတို့နှစ်ခက်ကဒါမန်ချက်စတာစီးတီးနဲ့ပွဲထွက်ခွင့်တွေရတယ်ဒီနေ့ရာသီမှာဆိုရင်ဒါမန်ချက်စတာစီးတီးရဲ့ဒါပွဲတော်တော်များများကိုသူကစားပေးထားတယ်ပြီးရင်ကျွန်တော်တို့ဒါလောအားနှုန်းအရန်ကောင်းတဲ့ကစားသမားဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒါပွဲတစ်ပွဲပေါ်မှာနီးစနစ်ပိုင်းအရန်အားကောင်းတဲ့ကစားသမားလေးဖြစ်တယ် potential အရန်ရှိတဲ့ကစားသမားပါဒါကြောင့်ကျွန်တော်ကနီကိုရိုင်းလေးကိုရွေးချယ်ပေးချင်ပါတယ်ဒီနေရာမှာကျွန်တော်အာဆင်နယ်တင်းရဲ့ဘယ်နောက်ခံရီကာဒိုကာလာဖီယိုရီနဲ့ချက်စီတင်းရဲ့ကစားသမားမက်ကူဂရလာကိုရွေးချယ်ပေးခြင်းနဲ့ဆိုပေမဲ့ဒါရီကာဒိုကာလာဖီယိုရီဆိုရင်ဒါအခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ဒဏ်ရာကြောင့်လွဲချော်ရတဲ့ခါတွေရှိတယ်နီကိုရိုင်းလေးကတော့အဲ့လိုမဟုတ်တသက်မှတ်သေးသူကကစားနိုင်တဲ့တက်ခိုင်မှုမျိုးသူ့မှာရှိတယ်ပြီးရင်ကျွန်တော်တို့ဒါမက်ကူဝဲလာဆိုရင်လက်ချက်စီတင်းစွမ်းဆောင်ရေးကြဆင်းမှုနဲ့အတူဒါသူ့ရဲ့အခန်းကဏ္ဍကလည်းနည်းနည်းလေးမှေးမိန်တယ်လို့ပြောလို့ရတယ်ဒါကြောင့်ကျွန်တော်ကတော့နီကိုရိုင်းလေးကိုရွေးချယ်ပေးချင်ပါတယ်နံပါတ်0နေရာမှာတော့ကျွန်တော် Moises Caicedo ကိုရွေးချယ်ပေးချင်ပါတယ် Moises Caicedo ကတော့ကျွန်တော်လက်ရှိဒါ Premier League ရဲ့ holding midfielder တွေထဲမှာလက်ရှိမှာအကောင်းဆုံးကစားသမားတွေကတယောက်လို့တောင်ပြောလို့ရတယ် Rodri ရှိတယ်ဆိုရင်မှ Rodri ကဒါဒိုင်ယန်ရပြီးတဲ့နောက်ပိုင်းမှာသူလည်းပုံမှန်ခြေစွမ်းရဖို့ရုန်းကန်ရတဲ့အနေအထားမျိုးဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဒီ Declan Rice ဆိုရင်လည်း Moises Caicedo နဲ့မတူညီတဲ့ role နေရာမှာကစားနေတယ် Declan Rice ကတော့ number role နေရာ Moises Caicedo ကတော့ number 6နေရာမှာကစားနေတယ်ပွဲတစ်ပွဲမှာသူအရန်ဒါတည်ငြိမ်မှုအရန်အားကောင်းတဲ့ကစားသမားဖြစ်တယ်ပြီးရင်ကျွန်တော် ball retention အရန်အားကောင်းတဲ့ကစားသမားဖြစ်တယ်ဘောလုံးကိုဒါဆွဲထွက်တဲ့အပိုင်းတွေဆွဲပြေးတဲ့အပိုင်းတွေမှာတော်တော်ကောင်းတဲ့ကစားသမားဖြစ်တယ်သူနဲ့ပတ်သက်လို့ဒါသူစီကံပိုင်းဆိုင်ရာလေးပဲသူမှာအားနည်းချက်ရှိတယ်ဗျကျွန်တော်တို့အာဆင်နယ်နဲ့ပွဲမှာဆိုရင်ဒါရိုက်အင်ဒီကတ်တွေထိတယ်ပြီးရင်မလိုလားအပ်တဲ့အဝါကတ်တွေသူရအောင်ယူတယ်ဒါလေးပဲသူနဲ့ပတ်သက်ပြီးဒီအားနည်းချက်ရှိတယ်တချို့သောအားနည်းချက်တွေရှိတယ်ဆိုပေမဲ့သူ့အသက်အရွယ်နဲ့ဒါဒီလောက်ထိလှုပ်ပြနိုင်တာကတကယ်ကိုမှဒါလက်ရှိပရီးမီးယားလိရဲ့နံပါတ်6အကောင်းဆုံးကစားသမားတွေကတယောက်လို့တောင်ပြောလို့ရတယ်ဒါကြောင့်ကျွန်တော်ကတော့ဒါ Moises Caicedo ကိုရွေးချယ်ပေးချင်ပါတယ်နောက်ထပ်နံပါတ်8ကစားသမားတယောက်အနေနဲ့ကတော့ကျွန်တော် bout to bout player လည်းဖြစ်တယ်လက်ရှိ Premier League ရဲ့ဒါနံပါတ်8နေရာမှာအကောင်းဆုံးကစားနိုင်တဲ့ Arsenal တင်းရဲ့ကစားသမား Declan Rice ကိုရွေးချယ်ပေးချင်ပါတယ် Declan Rice ကတော့ဒါလက်ရှိကျွန်တော်တို့ဒါ Premier League မှာလို့ဆိုရင်လည်းနံပါတ်8 row နေရာမှာအကောင်းဆုံးပြီးကစားနိုင်တဲ့ကစားသမားဖြစ်တယ်လက်နံပါတ်8 row မှာမကဒါ right နံပါတ်8 row ပါအကောင်းဆုံးကစားနိုင်တဲ့ကစားသမားအထူးသဖြင့်ဒါ Declan Rice က Arsenal ရောက်ပြီးရဲ့နောက်ပိုင်းမှာသူတိုးတက်ဆုံးအပိုင်းကဘာလဲဆိုတော့ကျွန်တော် Token Moore တွေကိုတိတိကျကျကန်နိုင်တဲ့စွမ်းဆောင်ရည်မျိုးသူ့မှာအပြည့်ရှိတယ်အထူးသဖြင့်ကျွန်တော်တို့ဒါ Declan Rice Token Moore ကန်ပြီဆိုရင်ဒါကျွန်တော်တို့တင်းရဲ့ဒီခံစစ်ကစားသမားတအူးကကျွန်တော်ဘောလုံးထိချက်ကောင်းဖို့ပဲလိုတယ်ဗျကျွန်တော်တို့ချိန်ပြီးတော့ဒါဒီချိုးပြီးတိုက်စရာမလိုဘူးကျွန်တော်တို့ဒါရှန်တိန်လေးတိုက်ရင်ပဲကျွန်တော်တို့ဂိုးနိုင်တဲ့အနေထားမျိုးတွေသူအကောင်းဆုံးဒါပေးပို့နိုင်တဲ့အရည်အသွေးမျိုးသူ့မှာအပြည့်ရှိတယ်ဒါကြောင့်ကျွန်တော်ကတော့ဒါနံပါတ်8ကစားသမားတယောက်အနေနဲ့ရွေးချယ်ပေးချင်ပါတယ်နောက်ထပ်နံပါတ်10ကစားသမားအနေနဲ့ကတော့ Manchester United ရဲ့ကစားသမား Bruno Fernandes ကိုရွေးချယ်ပေးချင်ပါတယ် Manchester United ဒီနှစ်ရာသီရလက်တွေစိုးဝါးနေသည့်တိုင်အောင် Bruno Fernandes ပွဲစဉ်တွေမှာဆိုရင်သူတို့ဒါဂိုးရဖို့အတွက်ရမ်းကြီးမခက်ခဲဘူးဗျအထူးသဖြင့် Bruno Fernandes ရဲ့ဒါ line breaking pass တွေ through ball တွေကနေတဆင့်ကျွန်တော်တို့ဒါဂိုးရတဲ့အနေအထားမျိုးတွေရှိတယ်ပြီးရင်ကျွန်တော်တို့ Manchester United ရဲ့တိုက်စစ်ပိုင်းမှာဆိုရင်လည်း Bruno Fernandes ရဲ့အခန်းကဏ္ဍကအရန်ကိုအရေးပါပါတယ်ဒီနှစ်ရာသီမှာဒါသူ့ရဲ့ဒါအကောင်းဆုံး row ဖြစ်တဲ့ number 10 row နေရာမှာမကစားနေသည့်တိုင်အောင်သူပါတဲ့ပွဲစဉ်တွေမှာသူ number 10 row နေရာမှာလည်းကစားရတယ်ပြီးရင်ကျွန်တော်တို့ number 6 row တပည့်ပိုင်ဘော့အနေနဲ့လည်းဒါ Casemiro နဲ့တွဲကစားရတယ်ဒါဘယ်လိုပဲပြောဒါ Bruno Fernandes ကဒါ Ole Gunnar Solskjaer လက်ထက်ကလေးကစရောက်လာတယ်နောက်ပြီးသူသက်တိုက်ခြေစွမ်းကောင်းတွေပြသတယ်အဲ့ခေတ်မှာဆိုရင်ကျွန်တော်တို့ဒါ Kevin De Bruyne နဲ့အပြိုင်ဖြစ်ခဲ့တယ်ဒီနှစ်ရာသီမှာလည်း Manchester United နဲ့ဒါအကောင်းဆုံးစွမ်းဆောင်ရည်ပြသထားတယ်အခွင့်အရေးဖန်တီးမှုပိုင်းမှာဆိုရင်လည်း Bruno Fernandes ကလက်ရှိချိန်မှာ Premier League မှာအခွင့်အရေးအများဆုံးဖန်တီးနိုင်တဲ့ကစားသမားဖြစ်တယ်ဒါကြောင့်ကျွန်တော်ကတော့ number 10 row နေရာမှာဆိုရင် Bruno Fernandes ကိုရွေးချယ်ပေးချင်ပါတယ်ဆိုတော့တိုက်စစ်ပိုင်းအဓိက3ကိုကျွန်တော်ရွေးချယ်ပေးတော့မယ် right wing တနေရာမှာတော့ကျွန်တော် Bukayo Saka နဲ့ဒါ Manchester City တင်းရဲ့ကစားသမား Ryan Cherki တကယ်ကိုရွေးချယ်ရခက်ခဲတဲ့ကစားသမား2ယောက် Bukayo Saka လည်းလက်ရှိကျွန်တော်တို့ဒါ Premier League မှာဆိုရင်ဒါညာတောင်ပန်ကစားသမားတွေထဲမှာအကောင်းဆုံးလို့ကျွန်တော်ပြောလို့ရတဲ့အနေအထားမျိုးဖြစ်တယ် Ryan Cherki ဆိုရင်လည်းဒါ Manchester City ဒီနှစ်ရာသီဒါ
အကောင်းဆုံးစွမ်းဆောင်ရည်ပြသတဲ့အပိုင်းမှာဆိုရင်လည်းသူ့ရဲ့အခန်းကဏ္ဍကအရန်ကိုအရေးပါတယ်နှစ်ယောက်စလုံးကဒါရွေးချယ်ရအရန်ကိုခတ်တဲ့ကစားသမားတွေပြကျွန်တော်ကတော့ဒါ Ryan Cherky ကိုပဲရွေးချယ်ပေးချင်ပါတယ်ကျွန်တော်တို့ဒါ Nottingham Forest နဲ့ပွဲမှာဆိုရင်လည်းဒါသူ့ရဲ့ away kick ကန်ချက်နဲ့အတူသူတို့ဒါ Manchester City တင်နိုင်ပွဲရသွားတယ်နောက်ပြီးကျွန်တော်တို့ Ryan Cherky ရဆိုရင်လည်းဒါ Champions League မှာလည်းအကောင်းဆုံးပုံစံပြသထားတယ်ဒါကြောင့်မို့ကျွန်တော်ကတော့ဒါ Ryan Cherky ကိုကျွန်တော်စိတ်ကြိုက်ညာတောင်ပန်ကစားသမားအနေနဲ့ရွေးချယ်ပေးချင်ပါတယ်ကျွန်တော်စိတ်ကြိုက်ဒါဘယ်တောင်ပန်ကစားသမားအနေနဲ့ကတော့ Aston Villa တင်းရဲ့ဘယ်တောင်ပန်ကစားသမား Morgan Rogers ကိုရွေးချယ်ပေးချင်ပါတယ် Morgan Rogers ရဲ့အဓိကနေရာကနံပါတ်10နေရာဖြစ်တယ်ဒါပေမဲ့လည်းဒီပြ Unai Emery ကဒါနံပါတ်10ထက်အခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်သူ့ကိုဒါဘယ်တောင်ပန်ကစားသမားအနေနဲ့အသုံးများတာကိုတွေ့ရတယ်နောက်ပြီးဒီနေ့ရာသီမှာဆိုရင်လည်းဒါ Morgan Rogers က Aston Villa နဲ့အကောင်းဆုံးစွမ်းဆောင်ရည်ပြသထားတဲ့အနေအထားမျိုးဖြစ်တယ်ဒီ Aston Villa ရဲ့ဘယ်တောင်ပန်ကစားသမား Morgan Rogers ကိုကျွန်တော်စိတ်ကြိုက်ကစားသမားအနေနဲ့ရွေးချယ်ပေးချင်ပါတယ်ကျွန်တော်စိတ်ကြိုက်နံပါတ်9တိုက်စစ်မှုကတော့ကျွန်တော် Manchester City တင်းရဲ့ကစားသမား Erling Haaland ဖြစ်ပါတယ်Erling Haaland ကတော့ဒါဒီဘက်ခေတ် modern ဘောလုံးလောကမှာရှာတိုက်စစ်မှုတအူးဖြစ်တယ်ကျွန်တော်တို့ဒါဥရောပရဲ့အကောင်းဆုံးနံပါတ်9တိုက်စစ်ကစားသမားလို့တော့ပြောလို့ရတယ်အထူးသဖြင့် area ထဲမှာသူ့ရဲ့အရွေတွေပြီးရင်ကျွန်တော်တို့နေရာယူတဲ့အပိုင်းတွေနောက်ပြီးကျွန်တော်တို့အဆုံးသက်စွမ်းရည်တွေနောက်ပြီးကျွန်တော်တို့ဒါကန်စင်မှုတွေနဲ့ပြိုင်လေထဲမှာဘောလုံးကိုရှင်ပြတဲ့ပိုင်းတွေဘယ်ပိုင်းမှဒါပြောစရာမလိုတော့အောင်ကောင်းမွန်တဲ့တိုက်စစ်မှုဖြစ်တယ်ပွဲတော်ပွဲပေါ်မှာဗျာအားလင်းဟာလန်ကအခွင့်အရေးများများဆဆမလို့သူ့အတွက်ဒါ2ချိန်လောက်ဖန်တီးပေးလိုက်ပြီဆိုရင်ဟိုဒါအဲ့2ချိန်ကို1ချိန်လောက်ဂိုးဖြစ်ပြောင်းလဲပေးနိုင်တဲ့အဆုံးသက်စွမ်းရည်မျိုးသူပိုင်ဆိုင်ထားတယ်ဒါကြောင့်ကျွန်တော်ကအားလင်းဟာလန်ကိုကျွန်တော်စိတ်ကြိုက်နံပါတ်9တိုက်စစ်ကစားသမားအနေနဲ့ရွေးချယ်ပေးချင်ပါတယ်ဆိုတော့ကျွန်တော်စိတ်ကြိုက်ကစားသမားတွေကိုကျွန်တော်ပြန်ပြီးပြောပါမယ်ဂိုးသမားနေရာမှာဆိုရင် Manchester City တင်းရဲ့ဂိုးသမား Donnarumma ကိုရွေးချယ်ပေးခဲ့တယ်ဘယ်နောက်ခံနေရာမှာဆိုရင်Manchester City တင်းရဲ့လူရကစားသမားလေး Nico Ryan လေးကိုရွေးချယ်ပေးခဲ့တယ်ဗဟိုကန်စစ်အတွက်ဖက်မှာတော့ Arsenal တင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ William Saliba နဲ့ Gabriel Magalhaes တို့အတွက်ကိုရွေးချယ်ပေးခဲ့တယ်ညာနောက်ခံကစားသမားနေရာမှာတော့ Arsenal တင်းရဲ့ကစားသမား Julian Timber ကိုရွေးချယ်ပေးခဲ့တယ်သူတို့ဒီကွင်းလေနံပါတ်6နေရာ Holding midfielder နေရာမှာတော့ Chelsea တင်းရဲ့အဓိကကစားသမားဒါ Moises Caicedo တို့ကိုရွေးချယ်ပေးခဲ့တယ်ပြီးရင်ကျွန်တော်တို့ဒါနံပါတ်8တို့ဒါ box to box နေရာမှာတော့ Arsenal တင်းရဲ့ကွင်းလေကစားသမား Declan Rice ကိုရွေးချယ်ပေးခဲ့တယ်နံပါတ်10ရိုးနေရာမှာတော့ Manchester United ရဲ့အဓိကကစားသမား Bruno Fernandes ကိုရွေးချယ်ပေးခဲ့တယ်ကျွန်တော်တို့ဒီညာတောင်ပန်နေရာမှာဆိုရင်တော့ဒါ Manchester City တင်းရဲ့ကစားသမား Ryan Cherky ကိုရွေးချယ်ပေးခဲ့တယ်ကျွန်တော်တို့ဒီဘယ်တောင်ပန်နေရာမှာဆိုရင်တော့ Aston Villa တင်းရဲ့အဓိကကစားသမားဒါ Morgan Rogers ကိုရွေးချယ်ပေးခဲ့တယ်ကျွန်တော်တို့တိုက်စစ်မှာဆိုရင်တော့ Manchester City တင်းရဲ့ကစားသမား Erling Haaland ကိုရွေးချယ်ပေးခဲ့တယ်ဆိုတော့ညီကိုတွေအနေနဲ့ကရောဒါကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ကစားသမားတွေအပြင်တခြားကိုကြိုက်တဲ့ကစားသမားတွေကိုကိုမမဝင်ရောက်မှတ်ချက်ရေးပေးသွားလို့ရပါတယ်အားလုံးကောင်းမွန်သောနေ့ရက်တွေပိုင်ဆိုင်နိုင်ကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ